ဟာဒီကိုယ်တော်တော်အောက်တန်းကြတဲ့ကိုယ်တော်ပဲတဲ့လူရကရကမကြီးထပ်သန်စွာလောင်းလို့လိုက်တဲ့ဆွမ်းနေသင်္ကန်းတွေကိုလူတွေကိုဒီကိုယ်တော်ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုယ်တော်တော်အောက်တန်းကြတာပဲပေါ့လေတပားနဲ့တပားတစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကြေကြေပြန့်ပြန့်တဲ့စကားတွေပြန်နှံလို့လာတဲ့အချိန်တဏှိရောအခါမှာတန်ခါပရိသတ်တွေစုံညီနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးချစ်သားလာဇံဟောဒီမှာမင်းဟောတန်ခါတော်များများကပြောကုန်ကြပြီးမင်းဒီလူရကမကြီးထပ်သန်စွာတရားနဲ့လူလန်းလိုက်တဲ့ထွန်းနေသင်္ကန်းတွေကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်ချစ်သားတကယ်ကိုကျူးလွန်မိပါသလားမှန်လားပါရှင်ဘုရားရှင်တော်မြတ်ဘုရားမိန့်ကြားတဲ့အတိုင်းတပည့်တော်ဒီအရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းနဲ့လည်းဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလှုပ်ကြွေးမိပါတယ်ဒီတော့အာလုံးတန်ဃာတွေအာယုံဆိုင်ပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာဒံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမိဂုံထုတ်ပြန်ပြီးဒီပါအောင်ချက်သားမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝတ်ယုံပေးနေတာလေဘုံတော်နိဝထွန်လင်းတော်ပါတော်မူပါသောမြတ်စွာဘုရားလွန်ခဲ့သော12နှစ်ကာလတုန်းက18ကလေးကျွေးဝါချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်တပည့်တော်သာသနာ့ဘောင်ဝင်ပြီးတော့တရားရှာနေတဲ့အချိန်စီးသေးတွေအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားလို့နေရပါတယ်အလွန်စားဝန်နေဆင်းရဲနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားလမ်းစဉ်အတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကြွေးမိပါတယ်ရလာတဲ့သင်္ကန်းလေးနဲ့လည်းဝတ်ယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုယ်တော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်ဒီစုပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုယ်တော်လေးရဲ့ကြောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာတေရှင်သာဒီငါဘုရားလူစဉ်ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိလိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့ပရိသတ်မြတ်စွာဘုရားကဘာလုပ်တယ်လဲသာဓုခေါ်တယ်တဲ့ဘာကြောင့်သာဓုခေါ်တာလဲမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့နေရာမှာတဲ့တေရှင်သာဒီငါဘုရားလူစဉ်ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိလိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့လို့ရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူလိုက်တဲ့အခါကြံတဲ့ကိုယ်တော်ကြီးပြောစရာစကားကြံသေးရဲ့လားအေးဒီအချိန်ပြောစရာမကြံပြီမဲ့တောင်းစရာတရားကတော့ပေါ်လာပြီခုနကပြောနေတဲ့ကိုယ်တော်ကြီးကမြတ်စွာဘုရားနာကတ်လာတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီကိုယ်တော်လေးမိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းလှုပ်ကြွေးနေတာကတော့တပည့်တော်တို့မြင်လဲမြင်ကြရပါတယ်ကြားလဲကြားရပါတယ်အရှင်ဘုရားသာသနာပြုစဉ်ကာလဘဝသန္တရာဖြည့်စည်းစဉ်ကာလတုန်းကမိဘနှစ်ပါးကိုပြုခဲ့တဲ့တန်ဝတရားတွေမိဘနှစ်ပါးရဲ့အပေါ်မှာလှုပ်ကြွေးခဲ့တဲ့အကြောင်းတွေပြန်ပြောင်းလို့ဟောကြားတော်မူပါတဲ့တရားတောင်းတော်မူကြပါတယ်ပြိဿိဘာလို့လဲ